KMB College ကခင်မီပညာရေးတွေကိုတင်ကြားပေးတာမကဘဲနဲ့လူမှုဘဝသင်ကြားမှုစီမံခန့်ခွဲမှုဆိုင်ရာနဲ့ data skill တွေကိုပါလက်တွေ့ကျကျတင်ကြားပေးနိုင်မှုအတွက်အခုလိုနိဗ္ဗာန်စီပွဲတော်ကိုကျမပြုလုပ်ပေးနေရပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်အခုလိုပွဲတော်ကြီးမှာကျောင်းသားကျောင်းသူတွေဘယ်လိုပါဝင်ဆင်နွှဲကြလဲဆိုတာကိုဒီလိုလိုက်ကြည့်ကြရအောင်နော်။ဒီနိဗ္ဗာန်စီပွဲတော်မှာပေါ့နော်ကိုရိုင်းစီစဉ်ခဲ့တဲ့နေရာဒါမှမဟုတ်ပါဝင်ကူညီခဲ့တဲ့နေရာမှာဘယ်လိုမျိုးဗဟုသုတတွေရရှိခဲ့လဲဘယ်လိုမျိုးပုံဝိသီသွားလဲဆိုတာကိုသိပေးပါအောင်ရှင်။ဒါကတော့ဒီ team work နဲ့ပတ်သက်တဲ့ experience တွေအများကြီးရတာပေါ့နော်ပြီးတော့ဒီလိုမျိုးတန်းလုံးနဲ့ပေါင်းစားရတဲ့အတွက်လည်းဒီ communication skill လည်းပိုတက်လာတယ်ပေါ့ဟုတ်ကျေးဇူးပါအမေကလည်းမလို့ရဟုတ်ကဲ့ရပါတယ်အเจ้าမှာဆိုသူများတွေကအပျော်ပါးတွေပဲလုပ်နေရလားပြောလို့ရှိရင်ပေါ့နော်ပြီးတော့ရောဖြစ်ချားတွေရောဖြစ်ဘယ်လိုမျိုးအချက်နဲ့ယုံကြည်အောင်ပြပြချင်လဲအဲ့ဒါကျွန်တော်တို့ကအเจ้าမှာဆရာမရစာသင်လဲကောင်းပြီးတော့ကျောင်းသားတွေကိုလည်းဒီလိုမျိုးပွဲရည်နဲ့ပြောင်းထားပြီးရပေါ့ကျွန်တော်ကအိမ်ကအဲ့လိုပြောထားပါတယ်ခင်ဗျာကျေးဇူးပါနောက်ပြီးတော့ဒီပွဲရနေပြီးတော့ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိရလို့ထင်လဲဘယ်လိုအကျိုးကျေးဇူးရလဲဆိုတော့အခုလိုတငယ်ချင်းတွေနဲ့စုံလင်တွေ့ရတယ်မုတ်တွေလည်းစားရတယ်ဆိုတော့ဒါအားသာစရာပါပဲကျေးဇူးပါမင်္ဂလာပါရှင်မင်္ဂလာပါဒီကလေးမေ့ချင်လားဟုတ်ကဲ့ရပါတယ်ဒီပွဲတော်ကနေပြီးတော့ဒီပေါ့နော်ဒီစာသင်ခန်းထဲမှာပဲစာတွေပဲမဟုတ်ဘဲနဲ့တခြားသောဘယ်လိုမျိုးရည်ချင်းတွေကိုကျောင်းသားကျောင်းသူတွေရသားလိမ့်မယ်လို့ဆရာဆရာမတယောက်အနေနဲ့မြင်နေရင်အဓိကကတော့ဥဆောင်မှုပေါ့နော်ဥဆောင်မှုရဲ့ပေါ်တော့ပူပေါင်းဆောင်ရွက်မှုပေါ့ဒါတွေကိုအဓိကအဖြစ်ကျွန်တော် soft skill တွေကိုကျောင်းသားကျောင်းသူတွေနဲ့ချသွားမယ်လို့ပြောလိုက်ပါတယ်ကျေးဇူးပါဆရာဒီပါတယ်ဒီကောင်းမလို့ရပါခင်ဗျာအခုလို KMB College မှာပေါ့နော်အခုလိုမျိုးဒီ activity တွေကိုလုပ်ပေးနေရကျောင်းသားကျောင်းသူတွေပေါ်မှာလုပ်ပေးနေရကဘယ်လိုမျိုးအကြောင်းပေါ်မှာဘယ်လိုမြင်လဲဘယ်လိုပြောရမလဲကျောင်းသားကျောင်းတွေတွေလည်းကျောင်းမှာပြတ်ဆက်ကတာပျော်အောင်ပေါ့နော်ဒီလေးလို့ပြရတော့ကောင်းတယ်တော့ဖြစ်ပါတယ်ကျေးဇူးပါဒီကနေ့မေးချင်သွားမှာဟုတ်ရပါပြီပါဒီကျောင်းမှာပေါ့နော်ဒီပျော်ပါရပဲလုပ်နေရလားအဲ့လိုမျိုးရှင်းတာတို့မေးရသူရှိရမိဘတွေလည်းဖြစ်တခြားသူတွေဖြစ်ရှိလို့ရှိရင်ပေါ့နော်ကိုကဘယ်လိုယုံကြည်အောင်ဖြည့်ရှင်းချက်ပေးလိုက်ရင်ကျောင်းမှာပျော်ပါးပဲလုပ်တာထက်ကိုပေါ့နော်ကလေးတွေကိုပညာရေးဆိုတဲ့ပညာရေးပျော်ပွဲရှင်မယ်ဆိုတဲ့ပျော်ပွဲရှင်မယ်အမြဲစာပဲတင်နေလဲဒါကျောင်းသားတွေအတွက်ပြင်းနေမယ်ပေါ့နော်ကလေးတွေပဲဘာဖြစ်ဖြစ်ပျော်ပါးလူငယ်တွေဆိုတော့မှတ်ကြမှာပဲလေအဲ့တော့ကျောင်းကနှစ်ခု balance မျှအောင်လုပ်ထားပြီးရပေါ့နော်အဲ့တော့အခုဆိုရင်နိဗ္ဗာန်ဈေးပြပပနဲ့အဲ့လိုမျိုးကောင်တာရင်းနဲ့ဟိုတကယ်ချင်းတွေဖလှယ်လဲရတယ်အဲ့လိုမျိုးကျောင်းမှာပျော်ပါးလေးလုပ်ပြီးရပေါ့စာတင်ရေးပိုင်းကကြာလဲသူ့ဟာနဲ့သူပေါ့အကုန်လုံးထောက်စီပါတယ်အကုန်လုံးအစင်ပြအဲ့ကြောင့်မလို့မိဘတွေကိုတော့ပျော်ပါးလေးလုပ်နေရမှာပေါ့နော်ကလေးတွေတော့နှစ်ဖက်ပဲလဲညောက်လုပ်ပေးနေတာပါလို့ကျေးဇူးပါကျေးဇူးပါဒီပေါ့နော်အခုဒီနိဗ္ဗာန်စီပွဲတော်မှာပေါ့နော်အခုလို activity ဆောက်ရတယ်ပြီးတော့ဒီမျိုးတွေရှိနေရဆိုတော့ဒီယနေ့ခန်းသားချက်လေးတစ်ချက်တော့ပြတ်မကောင်းတကယ်လေးလဲရပါဘူးတကယ်လေးလဲရပါဘုရားပါရပြောဖို့ကောင်းရုပ်တွေလည်းရဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဒီကနေ့မျိုးစနေပါမှာဟုတ်ကဲ့အခုပေါ့နော်ဒီ KMB College ကဒီစာသင်ကြားပိုင်းညီမမဟုတ်ဖိနေဒီမျိုး activity တွေလုပ်ပေးရဲဆိုတော့အကျောင်းပေါ်မှာဘယ်လိုခံစားလဲပြောဖို့ကောင်းပါတယ်ဟိုစာရေးပဲမဟုတ်ဘဲနဲ့ဒီလို activity တွေလည်းလုပ်ပေးရတဲ့အတွက်ကြောင့်မို့လို့ကျောင်းသားတွေအတွက်တကယ် relax ဖြစ်စေရပေါ့နော်အဲဒါကြောင့်ညီမပေါင်းလည်းပြောပါတယ်ပေါ့ကျေးဇူးများတင်ပါတယ်ဆိုပြီးရတဲ့ဟုတ်ကဲ့ပါပါကြပါလိမ့်မိကလေးမချင်ပါဘူးပေးပါကြပါလိမ့်ဒီ KMB ဒီကျောင်းမှာပေါ့ဒီပွဲတော်မှာဆိုလို့ရှိရင်ဒီကိုယ်ပိုင်ပါဝင်ကူညီပေးရတဲ့နေရာဒါမှမဟုတ်ဒီမျိုးလုပ်ပေးရတဲ့နေရာမှာဆိုလို့ရှိရင်ဒီဘုဟုတ္တတွေဘယ်လိုမျိုးຢာတွေရလိုက်လဲပေါ့နော်ဟုတ်ကဲ့အဓိကဒီပွဲလေးကိုစီစဉ်ကြတော့ဒီကျောင်းရဲ့ကျောင်းသားတွေဦးစီးဦးဆောင်တဲ့စီစဉ်တယ်လို့ကျောင်းဘက်ကတာဝန်ရှိသူရဲ့ဇာတ်နေပြီးတော့သတင်းရထားတာပေါ့နော်အကိုတို့ကတော့ကျောင်းဘက်က
management တွေကနေပြီးတော့ကျောင်းကဆရာဆရာမတွေနဲ့ဒီကကျောင်းတွေကနေပြီးတော့ကိုတို့ဒီကဝါစာပံကိုဖိတ်တဲ့အတွက်ကြောင့်ကိုတို့လာခဲ့ခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျောင်းသူကျောင်းသားတွေကဒီမှာကိုပိုင် manage လုပ်ပြီးတော့ဒီနေ့ပြန်ဈေးမှာကိုယ့်အကူဒီအစားအသောက်တွေကိုလည်းကိုယ့်အကူပွဲလိုက်တင်းဝက်လေးတွေနဲ့လုပ်နေရအောင်လည်းမြင်ရတယ်ပေါ့နော်နောက်ပြီးတော့လူငယ်တွေဖြစ်တဲ့ကြောင့်တက်ကြွနဲ့လုပ်နေတယ်အားလုံးလည်းmotivate ဖြစ်ပြီးတော့လုတ်ကင်နေကြတဲ့ပုံမှာတွေ့ရတဲ့အခါကျတော့လူငယ်တွေကပို့ပြီးတော့လုတ်နိုင်နေဆိုတဲ့အရေးချင်းတွေကိုဒီပွဲမှာမြင်ရပါတယ်ဗျဟုတ် ဒီပြတဲ့ကျေးဇူးများတင်ပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးပါ ပါပါရှင် မင်္ဂလာပါသမီးရေ မိကုန်းလေးမေးချင်လို့ပါ ဟုတ်ကဲ့မေးပါရှင် ဒီပေါ့နော်အကြောင်းပါပေါ့နော်ဒီစာသင်ကြားပိုင်းတော်ရေမဟုတ်ပဲねဒီလိုကျောင်းလေးပြင်မှာအချမ်းမှုတွေကိုလုပ်ပြီးနေရခြင်းရည်ရွယ်ချက်ကိုပေါ့နော်ကျောင်းသားမိဘတွေသိအောင်ပြပါအောင်ရှင် ဟုတ်ကဲ့အဲ့ဆိုကျမတို့ကတော့ပေါ့နော်ကျောင်းသားရဲ့တဦးချင်းစီလိုက်မှာပေါ့နော်ဥဆောင်မှုအောင်းဆောင်ပိုင်းလေးတွေကဒါလုတ်ကလေးတွေကနေပြီးတော့ဥဆောင်မှုလောက်ပါဆိုဥဆောင်မှုရဲ့စွမ်းရည်ပုံသက်တွေကိုလည်းရှိစေခြင်းနဲ့နောက်အဖွဲ့တစ်ခုချင်းစီလိုက် team work နဲ့လှုပ်ဆောင်နေပေါ့နော်အဲ့ဒါလေးကိုလည်းဖြစ်စေခြင်းနဲ့နောက်တစ်ခါမြန်မာယဉ်ကျေးမှုကိုလည်းမပပြအောင်လို့ပေါ့နော်ငငယ်ဝကလေးနဲ့အေးစစ်စစ်လေးပေါ့နော်အဲ့တော့ကိုကျောင်းသားတွေ senior junior အချင်းချင်းနဲ့တွေ့ပြီးတော့မလုပ်လိုက်လဲဆိုရင်ရေးနီးနီးလေးနဲ့ချစ်ချစ်ခင်ခင်လေးနဲ့ပျော်ဝဲရွှင်မွေးလေးကျမချင်းနဲ့ကျမချင်းရဲ့ရွေချက်ဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ ကျေးဇူးပါရှင် ဟုတ်ကဲ့ပါကျေးဇူးပါရှင် အခုလို KMD College မှာအကျမပြုလုပ်နေတဲ့နေပြည်တော်ပေါ်ရဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအတွက် activity စခုရတာမဟုတ်ဘဲနဲ့အလူအကျန်းတွေစီးလုံးမှုတွေမြမကျလိထုံးတန်းတွေကိုတန်ဖိုးထားတဲ့စေဖို့အတွက်ကျမတို့ KMD College ကနေပြီးတော့အစဉ်အမြဲထောက်ပံ့ပေးသွားမယ်ဆိုတာကိုသိပေးလိုက်ရပါတယ်ရှင်